အခန်းချင်းလေးတစ်ခုထဲမှာအမှောင်တို့ကကြီးစိုးနေပါတယ်။စပွဲပေါ်မှာတင်ထားတဲ့ရေနံစီမီအိမ်လေးဟာတုံရီနေပြီးတစ်ချက်ငင်းလူနီးပါဖြစ်နေတယ်။အဲ့ဒီအချိန်မှာပဲအသက်မတ်နေတဲ့လူရိတ်တစ်ခုကရုတ်တရက်လှုပ်ရှားလာခဲ့ပါတယ်။သူဟာဂျိုးမိန်ရီပါ။ဒါပေမဲ့သူ့နိုးထလာတဲ့နေရာကသူတိတဲ့ကဘာမဟုတ်တလို့သူ့ရဲ့ခန္ဓာကိုယ်ကလည်းသူပိုင်ဆိုင်တဲ့အရာမဟုတ်တော့ပါဘူး။သူ့ရဲ့နားထင်မှာစူးရှာတဲ့နာကျင်မှုကိုခံစားနေရတယ်။လက်နဲ့စမ်းကြည့်လိုက်တဲ့အခါမှာဆေးကက်အရည်တွေကိုတွေ့လိုက်ရတယ်။အဲ့ဒါတွေကသွေးတွေပါ။သူ့ဘေးမှာတော့ပတ်ကြည့်ထစ်နေတဲ့တနတ်တလက်ကလေရောင်းနေတယ်။ဂျိုးမင်ရွေးဟာမှန်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားရပါတယ်။မှန်ထဲကမြင်နေရတဲ့ပုံရိပ်ဟာလူငယ်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့နားထင်မှာတော့တနက်နဲ့အပြစ်ခံထားရတဲ့အပေါက်ကြီးတစ်ခုရှိနေပါတယ်။ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်ဟာ Clive Moretti လို့အမည်ရပါတယ်။ Clive ဟာဘာကြောင့်ကိုတေချောင်းချန်ခဲ့တာလဲ။ဂျိုးမင်ရီဟာဒီမေခွန်းကိုအဖြေရှာဖို့စူးစမ်းပေမဲ့သူ့အုံနောက်ထဲမှာမှတ်ဉာဏ်အစအနတချို့ပဲကြန့်ရှိပါတော့တယ်။သူတီးလိုက်တာကသူဟာအခုတင်ကန်မြို့လီမှာရောက်ရှိနေတာပါ။ဒီကဘာဟာဆက်မြူတော်လိုင်းဤခေတ်ဦးကာလာကိုရောက်နေသလိုပါပဲ။သူ့ရဲ့အခန်းတကားကိုတစုံတစ်ယောက်ကလာခောက်ပါတယ်။အဲ့ဒါကတော့ Clive ရဲ့ညီမဖြစ်သူမလီဆာပါ။မလီဆာဟာအကိုဖြစ်သူရဲ့အပြုအမူတွေထူးဆန်းနေတာကိုသတိထားမိပေမဲ့ဘာမှတော့အရေးရသူမပြောခဲ့ပါဘူး။ Clive ဟာသူ့ရဲ့ဒဏ်ရာကိုဖုံးကွယ်ဖို့ကြိုးစားရင်းမလီဆာရဲ့ဂရုစိုက်မှုတွေကိုလက်ခံခဲ့ရတယ်။မိသားစုရဲ့နှွဲထွေးမှုကိုခံစားနေပေမဲ့ Clive ရဲ့စိတ်ထဲမှာတော့စိုးရိမ်မှုတွေကပြည့်နှံ့နေပါတယ်။သူ့ရဲ့ဇပွဲပေါ်မှာရှိနေတဲ့နေ့စဉ်မှတ်တမ်းစာအုပ်ကိုသူ့တွေ့လိုက်ရတယ်။အဲ့ဒီစာအုပ်ထဲမှာရေးထားတဲ့စာသားတွေကသူ့ကိုကြက်တီးထားစေပါတယ်။အားလုံးကတေကုန်ကြပြီ။ငါတို့လည်းတေရတော့မယ်ဆိုတဲ့စာသားတွေကတွေးရစ်စရာကောင်းလာပါတယ်။ Clive ဟာဒီစာတွေကိုသူကိုယ်တိုင်ရေးခဲ့တာလားဒါမှမဟုတ်တခြားတစ်ယောက်ကရေးခဲ့တာလားဆိုတာမဝေခွဲနိုင်တော့ပါဘူး။ညနေပိုင်းမှာ Clive ဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာသူဟာမြူကိုတွေဝေနေတဲ့ပင်လယ်ပြင်ကြီးတစ်ခုကိုရောက်နေတယ်။အဲ့ဒီမှာရှေးအောင်နန်းတော်ကြီးတစ်ခုရှိနေပြီးထိုင်ကုန်အလွတ်အစီအရင်ရှိနေပါတယ်။ Clive ဟာစူးစမ်းလူစိတ်နဲ့အဲ့ဒီနေရာကိုရှောင်ကွာခဲ့တယ်။သူဟာမရည်ရွယ်ပဲတစုံတအိုးကိုစင့်ခေါ်လိုက်တယ်လို့ဖက်သွားပါတယ်။ခဏအကြာမှာတော့သူ့ရှေ့ကိုလူနှစ်ယောက်ရောက်လာပါတယ်။တယောက်ကတော့တရားမျှတမှုကိုလိုလားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ပင်လေရေချောင်းကိုကျွမ်းကျင်တဲ့အမျိုးသားတစ်ယောက်ပါ။သူတို့နှစ်ယောက်လုံးဟာ Clive ကိုမြင်တဲ့အခါမှာတော့နတ်ပရားတစ်ပါးလိုထင်မှတ်ပြီးကြောက်ရွံ့သွားကြပါတယ်။ Clive ဟာသူ့ကိုသူဘယ်သူမှမသိမိမဲ့ဒီနေရာမှာတော့သူကအရှင်သခင်တစ်ယောက်လိုဖြစ်နေပါတယ်။သူဟာအဲ့ဒီနေရာမှာအစည်းအဝေးတစ်ခုကိုစတင်လိုက်ပါတယ်။သူ့ရဲ့နာမည်ကိုတော့ The Fool လို့ပေးလိုက်ပါတယ်။ဒီလူဝက်ချက်ရဲ့အစည်းအဝေးဟာနောက်တနေ့မှာကဘာကြီးကိုတုံလှုပ်စေမဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာမယ်ဆိုတာဘယ်သူမှမသိသေးပါဘူး။ Clive ဟာဒီလူနှစ်ယောက်စီကနေကဘာပေါ်မှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုနားထောင်ခဲ့ပါတယ်။အိမ်မက်ကနေနိုးလာတဲ့အခါမှာတော့ Clive ရဲ့လက်ထဲမှာထူးဆန်းတဲ့သင်္ကေတတစ်ခုကြံရက်ထဲပါတယ်။သူဟာတာမန်လူတစ်ယောက်မဟုတ်တော့ဘူးဆိုတာသိကြသွားပါပြီ။ဒါပေမဲ့သူ့ရဲ့ရှင်သန်မှုဟာလွယ်ကူမှမဟုတ်ပါဘူး။သူ့ရဲ့အခန်းထဲကိုတစုံတစ်ယောက်ကထပ်မံဝင်ရောက်လာပြန်ပါတယ်။အဲ့ဒါကတော့ Dan Smith ပါ။သူဟာညာဘုံဆောင်ကြည့်နေသူကြီးလို့ခေါ်တဲ့ Nighthawks အဖွဲ့ကခေါင်းဆောင်တစ်ယောက်ပါ။ Dan ဟာ Clive ကိုတန်တရားရှိနေပါတယ်။ Clive ရဲ့တမငယ်ချင်းနှစ်ယောက်လုံးဟာထူးဆန်းစွာတည်ဆုံးသွားခဲ့ပြီး Clive တစ်ယောက်ထဲသာအသက်ရှင်ကျန်ရစ်ခဲ့တာကြောင့်ပါ။ Clive ဟာသူ့ရဲ့ဒဏ်ရာကိုဖုံးကွယ်ထားပေမဲ့ Dan ရဲ့စူးရှာတဲ့အကြည့်တွေကနေလွတ်မြောက်ဖို့မလွယ်ကူပါဘူး။ Dan ဟာ Clive ကိုသူတို့ရဲ့အတူလိုက်ခဲ့ဖို့ပြောပါတယ်။လမ်းမှာ Clive ဟာမြို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ရင်ဒီကဘာရဲ့ကြောက်စရာကောင်းတဲ့အသွင်အပြင်ကိုမြင်တွေ့လာရပါတယ်။အဆောက်အဦရဲ့အရိပ်ထဲမှာတစုံတစ်ခုကချောင်းမြောင်းနေတယ်လို့ပါပဲ။ Dan ဟာ Clive ကိုစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်ခဲ့တယ်။ Clive ဟာသူ့ရဲ့မှတ်ဉာဏ်တွေပျောက်ဆုံးနေတာကိုအကြောင်းပြပြီးလှူဝစ်ချက်တွေကိုထိမ့်သိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Dan ကတခုခုသတိထားမိသွားပါတယ်။ Clive ရဲ့အိတ်ကပ်ထဲမှာရှိနေတဲ့ရှေးအောင်ဒင်္ဂါပြားတစ်ခုကစတင်လှုပ်ရှားလာတာပါ။အဲ့ဒီဒင်္ဂါပြားဟာကံကြမ္မာရဲ့အလွဲပြောင်းကိုဖော်ပြနေတယ်လို့ပါပဲ။ Clive ဟာသူမသိသေးတဲ့လောကကြီးတဲကိုတဖြည်းဖြည်းနှက်ဆင်းသွားခြေပြန့်မိနေဆိုတာသိလိုက်ရပါတယ်။သူဟာသူ့ရဲ့သေဆုံးမှုပပတ်သက်တဲ့အမှန်တရားကိုရှာဖွေရပါမယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ထူးဆန်းတဲ့စွမ်းအင်တွေကိုလည်းထိန်းချုပ်နိုင်ဖို့ကြိုးစားရပါမယ်။
ဒီကဘာမှာနတ်ပရားတွေရှိနေတယ်ဆိုတာသူယုံကြည်လာရပါတယ်ဒါပေမဲ့အဲ့ဒီနတ်ပရားတွေကလူပေါင်းတွေအပေါ်မှာကျင်နာတတ်တဲ့အရာတွေမဟုတ်ပါဘူးခလိုင်းဟာအမှောင်ထုထဲမှာတယောက်တည်းရပ်နေစဉ်သူ့ရဲ့ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုစဉ်းစားနေပါတယ်သူဟာဂျိုးမင်ရီလားဒါမှမဟုတ်ခလိုင်းမော်ရတီလားအဖြေကတော့ရှင်းပါတယ်သူဟာအခုအချိန်ကစပြီး The Fool အဖြစ်ရှင်းသင်ရတော့မှာပါလှွေဝစ်ချက်တွေမောပညာတွေနဲ့အန်ဒီရတွေပြည့်နှက်နေတဲ့ဒီဇက်လန်ကတော့စတင်နေပါပြီခရော့စီယာကောင်းတဲ့တတဝါတွေနဲ့အမှောင်တို့ရဲ့သားကောင်တွေကသူ့နောက်ကိုလိုက်နေကြပါတယ်ခလိုင်းဟာနောက်ပြန်လှည့်လို့မရတော့ပါဘူးသူဟာအလင်းနဲ့အမှောင်ကြားထဲမှာရှောက်လန်းနေတဲ့ခရီးတဲ့တယောက်ထက်လာခဲ့ပါပြီကံကြမ္မာရဲ့ဘီလုံးကြီးကစတင်လဲပတ်နေပြီဖြစ်တယ်လို့သူ့ရဲ့ကစားပွဲကလည်းစတင်နေပါပြီအမှောင်ထုထဲမှာမင်းကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေရှိနေပါတယ်